Hello အားလုံးပဲမင်္ဂလာပါ Sky Blog နေပြီးတော့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာကိုယ့်ရဲ့ဝါသနာပါရလမ်းကြောင်းကိုဘယ်လိုရှာကြမလဲပြီးတော့ Sky ကိုယ်တွေကလည်းကိုယ့်ရဲ့ဝါသနာပါရလမ်းကြောင်းကိုဘယ်လိုအချက်တွေနဲ့ရှာခဲ့လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာ sharing လုပ်ပေးချင်ပါတယ်ပေါ့နော် Sky ကိုယ့်ရဲ့ niche ကိုရှာတွေ့ဖို့အတွက်အချိန်9နှစ်လုံးကုန်ခဲ့တယ်ဆိုရင်ရောတင်ယုံလားတကယ်အဲ့ဒါမှန်ပါဘာကြောင့်ဒီဗီဒီယိုလုပ်လဲဆိုရင် Sky လို့ကိုယ့်ရဲ့ niche ကိုဘယ်လိုရှာလို့ရှာမှမသိဘူးလမ်းပြောက်နေတဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကိုကလမ်းပြောက်နေတယ်ကိုဘာလို့မှမသိဘူးဖြစ်နေတယ်ဆိုရင်ဟို Sky ဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါလို့ပြောချင်ပါတယ်ပေါ့နော် Sky လည်းအရင်တော့ဆိုရင်ကိုကဘာလို့မလဲမတိခင်တော့ပေါ့နော်သူများဗီဒီယိုလေးလာတယ်လိုက်ကြည့်တယ်သူများဘယ်လိုလုပ်လဲဆိုတာကြည့်တယ်အထူးသဖြင့်ဒီ vlog ရိုက်မယ်ဆိုရင်ဝါသနာပါတာတစ်ခုခုနဲ့လုံးမရရှိသွားနိုင်မယ်လို့ပြောကြကိုကလည်းရိုက်ချင်တယ်ဒါပေမဲ့ကိုကဘာလုပ်မှလဲကိုကမသိသူများဗီဒီယိုတော့ကြည့်လက် niche ကိုရှာပါ niche ကိုရှာပါဘယ်လိုရှာမလဲဆိုတော့မပြောကြဘူးအဲ့တော့ Sky ရန်တိုင်ပတ်ခဲ့တယ်ပေါ့နော်ဆိုတော့ Sky လို့တိုင်ပတ်မယ်လို့ရှိမယ်လို့ထင်တယ်အဲ့ဒါကြောင့် Sky ခုလို့ဗီဒီယိုလုပ်လိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကို Sky ပြောမယ့်အချက်တွေနဲ့ကိုပြန်သုံးသပ်ပြီးတော့ Sky သုံးတဲ့နီလန်အတိုင်းလိုက်ပြီးတော့သုံးကြည့်လို့လည်းရပါတယ်လို့ပြောချင်ပါတယ်ပေါ့နော်ကဲဆိုတော့ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာ Sky တို့ကြည့်အောင်ပထမအချက်ကတော့အရင်ဆုံးပေါ့နော်ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အရာနဲ့စပါလို့ပြောချင်ပါတယ်ပေါ့နော်ကိုရှာတွေ့ချင်တဲ့ကိုဝါသပါရလမ်းလက်သိချင်တယ်ဆိုရင်ပြည့်နေလို့မရပါဘူးပေါ့နော်ဥပမာကိုယ့်ရဲ့အခန်းတန်ရှင်းရင်လုပ်တာမျိုးပဲဖြစ်ဖြစ်ကိုကအလုပ်လည်းမရှိဘူးဖြစ်နေရဆိုရင်တင်တာတစ်ခုခုပြည့်တတ်တာမျိုးဘာသာစကားတစ်ခုခုတင်တာမျိုးပေါ့နော်တခုခုပုံမှန်လုပ်နေတာမျိုးဆိုရင်ကိုယ့်အတွက်အရင်အစိပ်ပြီးတယ်အဲ့ရနေပြီးတော့တစ်ဆက်ကိုလှုပ်ချင်တဲ့ဟာပို့ပြီးတော့လုံးမိလာလိမ့်မယ်ပေါ့နော်အဲ့တော့မပြင်းကြဖို့စကားပြောချင်ပါတယ်အရင်ဆုံးလှုပ်တဲ့ဟာကိုအရင်ဆုံးစပြီးတော့ပြီးအောင်လှုပ်ပါပေါ့နော် Sky တော့ဆိုရင်ဘယ်လိုလုပ်ခဲ့လဲဆိုတော့ပချီဆွဲတယ်ပေါ့နော်လှုပ်နေကနေပြီးတော့ပို့ပြောလာတယ်ကိုဘာလုပ်မလဲဆိုတာတီလာတယ်အဲ့မှာကိုလှုပ်ချင်တဲ့အရာပို့ပြီးတော့လှုပ်လာတယ်အဲ့အချိန်ကျရင်ကိုနေတဲ့တော်တဲ့ niche market တွေ့နေဖို့ကိုယ့်ရဲ့အနေနာအားကြီးစပြီးတော့လှုပ်ချင်းကလမ်းစာဖြစ်ပါတယ်ပေါ့နော် Sky အလိုမျိုးလှုပ်ခဲ့တယ်ပေါ့နော်ဒါ Sky နေလမ်းဖြစ်ပါတယ်နံပါတ်2ကတော့သူများတွေဘာလုပ်ပြီးတော့ဘယ်လိုမျိုးအောင်မြင်နေလဲဆိုတာကိုသိပြီးတော့မကြည့်ပါနဲ့ပေါ့နော်မကြည့်ပါနဲ့ဆိုတော့ဟိုလိုမျိုးသူများကိုမနာလို့ပြီးတော့စိတ်ထားရမယ်လို့ပြောချင်တာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူများကိုကြည့်ပြီးတော့အားငယ်တဲ့ဘက်ကိုမလုပ်စေချင်ဘူးသူများဘယ်လိုနေလမ်းတိုင်းသွားနေလဲဘယ်လိုသင်ခန်းစာယူရမလဲဆိုတာမျိုးကောင်းတဲ့ဘက်ကပဲသူစေချင်ပါလေစကားတုံးရဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ ODD လို့ကြည့်ရဲသူတို့ဒီဘယ်လိုရိုက်လဲသူတို့ဘယ်လိုစကားပြောလဲရောနော်ကိုသွားချင်တဲ့ဘယ်အတီးတီးမှာရှင်းဆုံးရောက်နေပြီးသားသူတွေအများကြီးရှိတယ်သူတို့ဆီကနေပြီးတော့လေ့လာပါ Sky အဲ့လိုကြီးလုပ်ခဲ့ပါတယ် Sky သွားကျင်တဲ့ဒီ vlog ပဲမှာဘယ်တယောက်နဲ့သွားတူလဲဆိုရင်ကိုဒီဒီနဲ့သွားတူနေအဲ့တော့ကိုဒီဒီရဲ့ဗီဒီယိုတွေအများဆိုအများကြီးကြည့်ဖြစ်တယ်ပေါ့နော်နံပါတ်3ဒီနံပါတ်3ကအရေးကြီးပါတယ်အပေါ်နှစ်ချက်တွေသိပြီဆိုရင်တော့မှဒီတစ်ခုကိုတေးသေးချာချာမဆုံးဖြတ်တတ်ရင်လမ်းပြောက်နေအောင်မှာပဲဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင်မြားတိုင်းမကောင်းပါဘူးပေါ့နော်ဘလို့မြားတိုင်းမကောင်းတာလဲဆိုရင်ကျွန်တော်တို့တွေတော်တော်များများပေါ့နော်မတီးဘဲနဲ့လည်းလုံမိတယ်တီးနဲ့လည်းလုံမိတယ်အမားတွေရှိတယ်ကျွန်တော်တို့အဓိကအမားရဲ့အချက်ကအပါလဲဆိုအကုန်လုံးလိုက်လုပ်ချင်တာဟုတ်ရဲ့နော်vlog ရိုက်ချင်တယ်ဘာအကြောင်းရိုက်မှာလဲစကားဆိုရင်အဲ့မှာအရန်ဒုက္ခရောက်တယ်ပချီနဲ့တည်တံသွားမလို့ content creation နဲ့လည်းသွားမလို့ရတိုက်ပတ်တယ်အဲ့လိုရှိတယ်အကုန်ရိုက်ချင်တာတရားအကုန်လိုက်လုပ်ချင်တာအဓိကပြတဲ့နာအဲ့ဒါအဓိကတော့ဒီရဲ့အဖြေကဘာဖြစ်မလဲဆိုရင်ကိုကဘယ်အရေးရှိမှာဘာနဲ့သွားမှာလဲဘယ်လမ်းရွေးမလဲဆိုတာမသိဘူးဖြစ်နေအရင်ဆုံးကိုမေးကြည့်ပါလူတွေကကိုကြည့်တဲ့မြင်တဲ့အခါကျရင်ဒီကိုကြီးဒါလုပ်တဲ့အကိုကြီးပဲအဲ့လိုမျိုးပေါ့နော်မမိစေချင်တာလားများတိုင်းမကောင်းဘူးဆိုတာတိကျစဉ်းစားပါကိုမှဆွလွတ်တဲ့ဟာရှိရပေါ့နော်တကယ်လို့တဲ့လုံးတက်တယ်ဆိုရင်တော့မလုံးတဲ့အရာရှိအဲ့ဒါကိုတည်တယ်နော်ငါလည်းကိုတည်တယ်ကိုကနည်းနည်းလုံးတက်တယ်ဒါပေမဲ့ကိုရေးရှိမလုံးနိုင်တဲ့အရာရှိအဲ့ဒါကိုတည်ပါတယ်အဲ့ဒါမလားဒါတော့ဆွလွတ်တဲ့အရာတွေမှာပါတယ်စကားတော့ဟိုဒီ content creation နဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီ vlog ရိုက်တဲ့ဘက်ကပဲပြောမှာပေါ့နော် vlog ရိုက်မယ်ဆိုရင်ကိုကဟိုလည်းရိုက်ချင်တယ်တရားလည်းရိုက်ချင်တယ်အစုံရိုက်ချင်တယ်ဆိုရင်ကိုပြန်မေးကြည့်ပါဘာလို့ငါကအကုန်လုံးကိုရိုက်ချင်နေရတာလဲပေါ့ဒီရှိမှာကိုက
ဘယ်ဟာနဲ့ပဲသွားချင်တာလဲဆိုတာမျိုးကိုမေးခွန်းထုတ်ပြီးမေးပါအဲ့ချိန်ကျရင်တခုခုထွက်လာမှာပေါ့နော်ဘယ်လိုကိုယ့်ရဲ့ niche ကို share ပြီးတော့ဘယ်လိုအချက်တွေနဲ့သွားတဲ့လဲဆိုတာမျိုးပဲဖြစ်ပါတယ် Skype ကိုယ်တိုင်သုံးခဲ့တဲ့နီလန်းတွေပဲဖြစ်ပါ TV ကနေပြီးတော့တခုခုရခဲ့မယ်လို့ညွှန်လင့်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် Okay နောက်ဗီဒီယိုမှာ Skype ကိုပြန်ဆောင်ကြမယ် Okay အားလုံးပဲ bye bye